ဒီဖျားမှာအသက်ရှိတယ်ဆိုရင်မင်းယုံမလားတချို့လူတွေကညဘက်ရောက်ရင်ဒီဖျားမျက်နှာအယောင်ပြောင်းတယ်လို့ပြောကြတယ်တချို့စစ်သားတွေကတော့ဒီဖျားကိုရွှေ့တဲ့ညမှာမိုးကြိုးပစ်တံတွေကြားခဲ့တယ်လို့ဆိုကြတယ်ဒါဟာမြန်မာနိုင်ငံရဲ့အထူးဆန်းဆုံးဖျားရာဇဝင်တွေကတစ်ခုဇလန်းလေးမစခင်ကျွန်တော်တို့ channel လေးကို follow လုပ်ထားပေးပါဦးမန္တလေးမြို့၏မနက်ခင်းသည်မြူနှင်းများဖြင့်ဖုံးလွှမ်းနေသည်ထိုအချိန်မဟာမုနီဖျားရှိတွင်အသက်80ကျော်အဖိုးအိုတယောက်ရက်နေသည်ဒီဖျားမှာအသက်ရှိတယ်အဖိုးအို၏စကားကြောင့်လူငယ်တယောက်အံ့ဩသွားသည်ထို့နောက်အဖိုးအိုကမဟာမုနီဖျား၏ရာဇဝင်ကိုစတင်ပြောပြတော့သည်လွန်ခဲ့သောနှစ်ပေါင်းများစွာရခိုင်ပြည်ရှိဓညဝတီမြို့တော်တွင်ဆန္ဒတူရိယမင်းအုပ်ချုပ်နေစဉ်ဂေါတမဗုဒ္ဓဓညဝတီသို့ကြွလာမည်ဟူသောသတင်းကတပြည်လုံးကိုလှုပ်ခတ်သွားစေခဲ့သည်လူများသည်လမ်းများပေါ်တွင်ပန်းများခင်းကြသည်မိတိုင်များထွန်းကြသည်တချို့ကဝမ်းသာလုံး၍မျက်ရည်ကျခဲ့ကြသည်နောက်ဆုံးတွင်ဂေါတမဗုဒ္ဓကိုယ်တိုင်ဓညဝတီသို့ကြွရောက်လာခဲ့သည်ဆန္ဒတူရိယမင်းသည်ဖျားရှင်ကိုဖူးမြင်ရသောအခါအရှင်ဖျားတပည့်တော်တို့နောက်နှစ်ပေါင်းများစွာအထိဖူးမြင်ကိုးကွယ်နိုင်ရန်အမတ်တရားတစ်ခုခြံပေးတော်မူပါဟုလျှောက်ထားခဲ့သည်ထိုအခါဖျားရှင်သည်သူ၏ပုံတန်တူရုပ်ပွားတော်တဆူထုလုပ်စေရန်မိန့်တော်မူခဲ့သည်ထို့နောက်အကောင်းဆုံးတတုများရွှေများကြေးနီများဖြင့်ရုပ်ပွားတော်ကြီးကိုထုလုပ်ခဲ့ကြသည်ဒဏ္ဍာရီများအရရုပ်ပွားတော်ပြီးစီးသောအခါဖျားရှင်သည်ရုပ်ပွားတော်၏မျက်နှာတော်ကိုအသက်ရှူတော်မူခဲ့သည်ဟုဆိုကြသည်ထိုနေ့မှစ၍မဟာမုနီဟူသောအမည်သည်ကြောက်ရွံ့မှုလေးစားမှုတို့နှင့်အတူပြန့်နှံ့သွားခဲ့သည်သို့သော1984ခုနှစ်တွင်ဘိုးတော်ဖျား၏တပ်များသည်ရခိုင်ပြည်သို့ချီတက်လာခဲ့သည်မြို့များမီးလောင်ခဲ့သည်လူများထွက်ပြေးခဲ့ကြသည်ဒါပေမဲ့စစ်သားများထက်ပို၍လူများကြောက်သောအရာတစ်ခုရှိခဲ့သည်မဟာမုနီဖျားကိုယူသွားတော့မယ်ထိုသတင်းကြောင့်ရခိုင်ပြည်တစ်ပြည်လုံးတုန်လှုပ်သွားခဲ့သည်ရခိုင်လူမျိုးများကဒီဖျားဟာအသက်ရှိတယ်မရွှေ့သင့်ဘူးဟုပြောဆိုခဲ့ကြသည်ဒါပေမဲ့စစ်တပ်ကတော့ရပ်မသွားခဲ့မဟာမုနီရုပ်ပွားတော်ကြီးကိုစင်များလူအင်အားထောင်ချီအုံပြု၍တည်ဆောင်ခဲ့ကြသည်ဒဏ္ဍာရီများအရဖျားကိုတည်ဆောင်သည့်ညတွင်မိုးကြိုးများပစ်ချခဲ့သည်တချို့စစ်သားများထူးဆန်းစွာဖျားနာခဲ့ကြသည်ဟုဆိုကြသည်တချို့ကတော့ဖျားမလိုက်ချင်ဘူးဟုတိတ်တဆိတ်ပြောဆိုခဲ့ကြသည်သို့သောနောက်ဆုံးတွင်မဟာမုနီဖျားသည်မန္တလေးသို့ရောက်ရှိလာခဲ့သည်ယနေ့အချိန်ထိမဟာမုနီဖျားရှိတွင်လူများပြည့်နေဆဲဖြစ်သည်တချို့ကညဘက်ရောက်ရင်ဖျားမျက်နှာအယောင်ပြောင်းတယ်ဟုပြောကြသည်တချို့ကဖျားရှိမှဆူတောင်းပြီးအသက်ပြန်လွတ်ခဲ့တယ်ဟုယုံကြည်ကြသည်မှန်သည်ဖြစ်စေမမှန်သည်ဖြစ်စေမဟာမုနီဖျားသည်ရိုးရိုးရုပ်ပွားတော်တဆူထက်ပိုနေခဲ့သည်အဖိုးအိုကတိုးတိုးပြောလိုက်သည်ရာဇဝင်ဆိုတာစာအုပ်ထဲမှာပဲမရှိဘူးလူတွေရဲ့ကြောက်ရွံ့မှုယုံကြည်မှုမျက်ရည်တွေနဲ့အသက်ရှင်နေတယ်ထိုအခါမဟာမုနီဖျားတော်ကြီး၏ခေါင်းလောင်းတန်သည်မနက်ခင်းလေထဲတွင်တိတ်တဆိတ်ထက်မှန်မြည်ဟဲလာခဲ့သည်